အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ကိုရင်တွေကိုစားတဲ့စင်းတူတစ်ခုအကြောင်းပဲဖြစ်ပါတယ်အကြောင်းအလေးမစားတင်ခင်မှာကျွန်တော်တို့ channel ကို subscribe လုပ်ရသေးရင်လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့မြတ်ရရခံချင်ပါတယ်ဟုတ်ကဲ့အကြောင်းအလေးကိုစတင်လိုက်အောင်မြို့နယ်ကီလိုမီတာရာပေါင်းများစွာဝေးတဲ့ရွာလေးတစ်ရွာမှာပေါ့ရွာသူရွာသားတွေကရွာရဲ့အနောက်ဘက်တောဆက်နားမှာရှိတယ်ရှေးဟောင်းဖုန်ကြီးကျောင်းကြီးကိုပြန်လည်ပြုပြင်မွမ်းမံဖို့အတွက်ရွာသူကြီးဦးဝံရဲ့အိမ်မှာစုပြီးတော့တိုင်ပင်ဆွေးနွေးနေကြပါတယ်။အရင်တုန်းကတော့ဖုန်ကြီးကျောင်းမှာတန်ဃာတွေသတင်းသုံးပေမဲ့လက်ရှိကျောင်းနိုင်ဆရာတော်ပြန်လွန်မှုပြီးသွားတဲ့နောက်မှာတော့ကျောင်းကစွန့်ပစ်ထားတဲ့နေရာတစ်ခုလိုဖြစ်သွားခဲ့ပါတယ်။ရွာတွေကတစုံတစ်ယောက်ဆုံးမသွားခဲ့ရင်လည်းရိုးရာတလေတိုင်းသာမီးတကြိုကြပြီးဘာသာရေးဆိုင်ရာအခမ်းအနားတွေလည်းမလုပ်နိုင်ကြပါဘူး။ဒါကြောင့်ရွာကလူငယ်အများစုကဖုန်ကြီးကျောင်းကိုရွာသူရွာသားတွေရဲ့မိကိုအားထားရနေရဖြစ်ပြန်ဖြစ်လာအောင်ပြုပြင်မွမ်းမံဖို့သဘောတူညီခဲ့ကြပါတယ်။ကဲဒါဆိုလဲဒီတိုင်းပဲသဘောတူလိုက်ရအောင်။ဘာပြဿနာမှတော့မရှိလောက်ဘူးထင်တယ်နော်။ပြဿနာမရှိပါဘူးတကြီးရဲ့။ကျွန်တော်ဦးလေးတွေအတော်တွေကိုထပ်ပြီးပြောပြလိုက်ပါမယ်။ဟုတ်ပါတယ်ကျွန်တော်တို့လဲကျောင်းကိုကောင်းကောင်းမွန်မွန်ပြုပြင်ထိန်းသိမ်းဖို့ဝိုင်းကူကြမှာပေါ့။ဆွေးနွေးပြီးတဲ့နောက်မှာတော့အားလုံးကသဘောတူထားတဲ့တာဝန်တွေကိုလုပ်ဖို့ကိုယ့်နေရာကိုပြန်သွားကြပါတယ်။ရွာသူကြီးရဲ့လက်ထောက်ဖြစ်တဲ့လူငယ်စောတို့ကလည်းသတင်းဖြန့်ဝေပြီးတော့ကျောင်းပြုပြင်မွမ်းမံဖို့အတွက်လာကူနိုင်မဲ့အင်အားရှိတဲ့သူတွေအကြံဉာဏ်ရှိတဲ့သူတွေကိုစီးရုံးခေါ်ဆောင်လာပါတယ်။လူရှည်ကတော့လိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုရှာဖွေစုဆောင်းပြီးတော့ကျောင်းမှာဘာတွေပြုပြင်မွမ်းမံဖို့လိုအပ်နေတယ်လဲဆိုတာစစ်ဆေးပါတယ်။ပြီးတော့ဘယ်နေရာကစပြီးတော့ဘာတွေလုပ်ရမလဲဆိုတာစနစ်တကျစီစဉ်ခဲ့ပါတယ်။ကျောင်းထဲမှာတော့လူတရက်စာလောက်ရှိတယ်။ရက်တော်မူဗုဒ္ဓရုပ်ဘွားတော်တဆူရှင်းနှင်ပြီးသားဖြစ်ပါတယ်။တစ်ပတ်ကြာပြီးတဲ့နောက်မှာတော့ကျောင်းကိုပြုပြင်မွမ်းမံတာတွေကလည်းအစဉ်ပြေချောမွေ့လာပြီးတော့ပင့်ဖိတ်ထားတဲ့ဆရာတော်နဲ့တခြားတန်ခါနှစ်ပါးစုစုပေါင်း3ပါးလောက်ကကျောင်းကိုလာပြီးတော့သတင်းသုံးနေကြပါပြီ။ရွာသူရွာသားတွေကလည်းသူတို့ရွာရဲ့ဘုံကြီးကျောင်းကောင်းစွာပြုပြင်ပြင်ဆင်ပြီးတော့အရင်လိုတန်ခါတွေနဲ့ပြန်လဲသတင်းသုံးနေတာမြင်တွေ့ရတဲ့အခါမှာတော့အလွန်ကိုဂုဏ်ယူဝမ်းမြောက်မိကြပါတယ်။ကျောင်းပြုပြင်ပြီးစီးသွားတဲ့နောက်မှာတော့နက်နက်တိုင်းတန်ခါတွေစွန့်ခံကြွလာပြီးတော့ရွာသူရွာသားတွေကလည်းစိတ်အားထက်သန်စွာမနဲ့စောစောထပြီးတော့စွန့်လောင်းလူကြပါတယ်။ဒါကရွာသူရွာသားတွေအဝေးကြီးသွားကြမလို့ပဲနဲ့ကုသိုလ်ကောင်းမှုတွေပြန်လည်ပြုလုပ်လာနိုင်တယ်ကောင်းမွန်တဲ့အပြောင်းလဲတစ်ခုပေါ့တရက်မှာတော့ရွာသားတစ်ယောက်ကသူ့သားချောင်းပိတ်တော့မှမို့လို့အချိန်ကိုအကျိုးရှိရှိအသုံးချစေခြင်းတဲ့အတွက်ကစားနေုံတသက်တဲ့ပိုကောင်းတဲ့အစီအစဉ်တစ်ခုကိုစဉ်းစားမိပါတယ်ဒါနဲ့သူ့သားကိုရှင်ပြုပေးဖို့စိတ်ကူးရသွားပါတယ်ပြီးတော့ရွာတွေကတခြားရွေရောက်စားသားယောက်ျားလေးတွေရှိတဲ့လူကြီးမိဘတွေကိုလည်းတခါတည်းအတူတူရှင်ပြုပေးဖို့တိုက်တွန်းခဲ့ပါတယ်မိဘအများစုကလည်းသူတို့သားတွေကိုကြောင်းပေးရက်မှာရှင်ပြုပေးဖို့သဘောတူကြတယ်အေးကောင်းတယ်သူတို့ကိုအတိတ်မရှိရတွေရှောက်ကစားနေမယ်စားရှင်ပြုပြီးတော့တရားဓမ္မတွေသင်ယူခိုင်းတာပိုကောင်းပါလေကျောင်းနိုင်ဆရာတော်ကိုဘယ်နေ့ရှင်ပြုပေးရင်ကောင်းမလဲဆိုတာရက်ရွေးခိုင်းဖို့တွားလျှောက်လိုက်အောင်မယ်ကျွန်တော်ထင်တာတော့ကလေးတွေကိုအရင်မေးကြည့်တဲ့နေဗျသူတို့တွေကကိုရင်ဝစ်ချင်ရလားပေါ့တကယ်တော့တခြားလုပ်ဆရာတွေလည်းအများကြီးရှိတာပဲလေဥယျာဉ်ထဲမှာတွားကူခိုင်းတာတို့အိမ်အလုပ်တွေကူလုပ်ခိုင်းတာတို့ပေါ့ဟဲ့ကောင်စောတို့မင်းမသားသမီးမရှိတော့မင်းကနားလည်မှာမဟုတ်ဘူးကွာကလေးတွေဆိုတာခြံထဲမှာလည်းအကြာကြီးစိတ်ရှိရှိနဲ့အလုပ်လုပ်နိုင်ကြတာမဟုတ်ဘူးအိမ်အလုပ်ဆိုလည်းဟိုနေနေဒီနေနေပဲလုပ်တတ်တာကြံတဲ့ချိန်တွေဆိုရင်ပြေးလွှားဆော့ကစားပြီးတော့မုံဘိုးပဲတောင်းနေကြတာသူတို့ကိုရှင်ပြုတ်ပြလိုက်တာပိုကောင်းတယ်စောတို့ကတော့မိဘတချို့ကသူတို့သားတွေကြောင်းပိတ်ရက်မှာအနှောက်အယှက်မပေးအောင်ထိန်းရမယ့်ဒုက္ခကလွတ်ချေုံတသက်နဲ့ရှင်ပြုတ်ပေးတာကိုတိတ်ပြီးသဘောမတူကြပါဘူးဒါပေမဲ့အများစုကသဘောတူပြီးသားဖြစ်နေတော့စောတို့လည်းဘာမှထပ်ပြီးပြောနိုင်စွာမရှိတော့ပါဘူးနောက်မကြခင်ရက်ပိုင်းမှာရောက်လာတော့မဲ့ကြောင်းပိတ်ရက်အတွက်သားတွေကိုရှင်ပြုတ်ပေးဖို့အဆုံးဖြတ်လိုက်ကြပါပြီရှင်ပြုတ်ပေးမယ့်ရက်ကိုရွေးချယ်တတ်မှတ်ပြီးတဲ့အခါမှာတော့မိဘအုပ်ထိန်းသူတွေကသူတို့ရဲ့သားမြီးတွေကိုကျောင်းကိုခေါ်လာပြီးတော့ရှင်ပြုတ်ပေးကြပါတယ်အဲ့ဒီနေ့ကအရာရာအစဉ်ပြေချုံးဝေးစွာပြီးဆုံးသွားပါတယ်စောတို့ရဲ့တူဝါတုတ်လေးကလည်းရှင်သာမဏေဖြစ်ရောက်လာပါတယ်ဒါပေမဲ့ဝါတုတ်လေးကစောတို့ကိုပြောလိုက်တဲ့စကားကြောင့်ဘာကိုစိုးရိမ်နေမှမသိပဲစိတ်ထဲမှာစနိုးစနောင်ဖြစ်လာခဲ့ပါတယ်ဦးလေးပြောလေကိုရင်လေးဦးလေးမြင်လိုက်လားဘာကိုမြင်ရမှာလဲဟိုဗုဒ္ဓရုပ်ဘွားတော်ရဲ့မျက်လုံးတွေလှုပ်နေတာလေဟိုကြည့်ကြည့်လှုပ်နေတာကိုရင်လေးရဲ့ဗဇက်ကထွက်လာတဲ့စကားကြောင့်စောတို့ကိုလုံးချက်သိမ်းမှွင်းချင်းနေထသွားပါတယ်ဒါပေမဲ့သူကကိုရင်လေးစိတ်မပူအောင်သူ့ကိုယ်သူလည်းစိတ်မပူအောင်ပြောဖို့ကြိုးစားလိုက်ပါတယ်ဘာမှမဟုတ်ပါဘူးကိုရင်လေးရဲ့မနဲ့စောစောထလို့အိတ်ချင်မှုဖြစ်နေရနေမှာပါစောတို့ကဘာပြောရမှန်းမသိဘဲနဲ့အားပေးစကားပြောလိုက်ပါတယ်ပြီးတော့ဗုဒ္ဓရုပ်ဘွားတော်ဘက်ကိုလှည့်ကြည့်ပြီးတော့ဗုဒ္ဓရုပ်ဘွားတော်ရဲ့မျက်လုံးတွေကိုစူးစိုက်ပြီးကြည့်လိုက်ပါတယ်ခဏတစ်ဖြုတ်မှာတော့သူလဲ
ရုပ်ပွားတော်ရဲ့မျက်လုံးတွေကတကယ်လှုပ်သွားသလိုခံစားလိုက်ရပါတယ်။ဒါပေမဲ့တကယ်လှုပ်နိုင်မယ်လို့သူမယုံကြည်ပါဘူး။ဒါကြောင့်စောတူတို့ကဆက်မကြည့်တော့ဘဲနဲ့တခြားအရာတွေကိုပဲအာရုံပြောင်းလိုက်ပါတော့တယ်။နောက်တနေ့မနက်မှာတော့မိဘအများစုကသူတို့ရှင်ပြုထားတဲ့သားလေးတွေဆွမ်းခံကြွလာတာကိုစောင့်မျှော်နေပါတယ်။ဒါပေမဲ့ကိုရင်တချို့ကဆွမ်းခံလိုက်မလာတာကိုတွေ့ရတော့ထူးဆန်းသွားပါတယ်။သူတို့ရဲ့သားမြီးတွေမှာဘာများဖြစ်နေသလဲဆိုပြီးတော့စိုးရိမ်စိတ်ဝင်လာကြတာပါ။ကျောင်းကိုသွားကြည့်ကြတဲ့အခါမှာတော့ကိုရင်လေးတွေကိုမတွေ့ကြတော့ပါဘူး။ဒီအဖြစ်အပျက်ကမိဘတွေကိုအကြီးကျယ်ထိတ်လန့်တုန်လှုပ်သွားစေပါတယ်။စောတို့ကလည်းတူတူကိုရင်လေးရှိသေးရဲ့လားဆိုပြီးတော့အမြန်သွားကြည့်ပါတယ်။ကံကောင်းစွာပဲတူတူကိုရင်လေးကတခြားကိုရင်လေးတချို့နဲ့အတူတူကျောင်းမှာရှိနေပါသေးတယ်။ကိုရင်လေးကစောတို့ကျောင်းကိုရောက်လာတာမြင်တော့ထိတ်လန့်တုန်လှုပ်နေတဲ့ပုံစံနဲ့စောတို့စီကိုအမြန်ရောက်လာပါတယ်။ကိုရင်လေးရဲ့ပုံစံကတညာလုံးအေးအေးပြတ်ထားသလိုဖြစ်နေပါတယ်။တကားကိုရင်လေးဘာဖြစ်လို့လဲငါလူထွက်လို့ရမလားလို့မေးကြည့်လိုက်ရမလားကိုရင်လေးရဲ့ရှင်ပြူတာမှာတရက်ပဲရှိသေးတယ်ဘာများဖြစ်လို့လဲအခုကျောင်းမှာအခြေအနေတွေကရှုပ်ထွေးနေတာအဲ့ဒါဆိုရင်အဖေနဲ့အမေကိုလာဖို့ခေါ်လိုက်ရမလားမခေါ်ပါနဲ့တကားရဲ့အဖေနဲ့အမေကိုမပြောပါနဲ့သူတို့ကလူထွက်ခွင့်ပေးမှာမဟုတ်ဘူးဒါပေမဲ့ကိုရင်အရန်ကြောက်နေတာအရန်ကိုကြောက်နေတာမနေ့ကဖယားကတခြားကိုရင်တွေကိုလိုက်စားနေတယ်ဟမ်ကိုရင်လေးဘာတွေပြောနေတာလဲဖယားကကိုရင်လေးကိုဘယ်လိုလုပ်လိုက်စားမှာလဲကိုရင်လေးကဘာမှပြန်မဖြစ်ပဲအရင်ကရက်တော်မူဖြစ်ခဲ့ပေမဲ့အခုလျှောင်းတော်မူဖြစ်နေတဲ့ရုပ်ပွားတော်ကိုလက်ညှိုးထိုးပြလိုက်ပါတယ်ရုပ်ပွားတော်ရဲ့ပါးစပ်နားမှာလည်းအစွန်းထင်းနေကန်နေပြီးတော့သင်္ကန်းစားလိုလိမ်မော်ရောင်အစအနလေးတွေရှိနေတာကိုတွေ့လိုက်ရပါတယ်တေချာမကြည့်ရင်တော့သတိထားမိမှာမဟုတ်ပါဘူးစောတို့ကရုပ်ပွားတော်သူ့အလိုပုံစံပြောင်းသွားတာကိုမြင်ရတော့အလွန်ထိတ်လန့်တုန်လှုပ်သွားပါတယ်ကိုရင်လေးရဲ့မျက်နှာကလည်းတခုခုကိုအယမ်းကြောက်လန့်နေတဲ့ပုံပေါ်လာကြောင်းစောတို့ကရွာသားတွေကိုအရင်ရက်တော်မူဖြစ်ခဲ့တဲ့ဗုဒ္ဓရုပ်ပွားတော်ကိုအာယုံဆိုင်လာဖို့လှမ်းခေါ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ကျောင်းတိုင်းဆရာတော်ကိုယ်တိုင်လည်းအံ့ဩနေပါတယ်။ရုပ်ပွားတော်နာကိုတေချာကတ်ကြည့်လိုက်တဲ့ခါမှာတော့ဆရာတော်ရဲ့မျက်နှာမှာတင်းမာတဲ့အရေးအယောင်တွေထင်ဟပ်လာပါတယ်။ကိုရင်လေးတွေကို၃ရက်ပဲရှင်ပြူခိုင်းလိုက်ပါတော့တကားတို့ရဲ့ပြီးတော့တကြီးတန်တဲ့တကားစောတို့ကူညီပြီးစီစဉ်ပေးလိုက်ပါ။ကိုရင်လေးတွေကိုတတ်မှတ်ရက်မပြည့်မချင်းကျောင်းရဲ့ရှေ့မှာစုပြီးအိတ်ဖို့ပဲစီစဉ်ပေးလိုက်ကြပါ။တကြီးဦးတန်နဲ့စောတူတို့ကဆရာတော်ပြောတဲ့အတိုင်းလိုက်နာဆောင်ရွက်ဖို့သဘောတူလိုက်ပါတယ်။ပျောက်ဆုံးသွားတယ်။ကိုရင်လေးတွေရဲ့မိဘကတော့ဆရာတော်ကသူတို့ရဲ့စိတ်ကိုအနာကျင်ဆုံးဖြစ်စေမယ့်အကြောင်းအရာကိုပြောပြဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ရှိုက်ကြီးတငင်ငိုကြွေးကြပါတော့တယ်။ဒါပေမဲ့ဒါကပြောပြရမယ့်ကိစ္စဖြစ်နေပါတယ်။ဒါကလူတွေစုပြီးတော့တန်ချောင်းအနေနဲ့လိုအပ်တဲ့ပစ္စည်းကိရိယာတွေအစုံအနေနဲ့အကြောင်းကိုလာခဲ့ဖို့အကူအညီတောင်းကြပါတယ်။ပြီးတော့ဒီဗုဒ္ဓရုပ်ပွားတော်ကိုတန်လောင်ရည်နဲ့ဝိုင်းပြီးကာရံပေးကြပါ။တင်မဖေ။အဲ့ဒီနေမှာပဲတကြီးကရွာသားတွေကိုစူးစီးခေါ်ဆောင်လာပြီးတော့ဗုဒ္ဓရုပ်ပွားတော်ကိုတန်လောင်အိမ်နဲ့ဝိုင်းပြီးတော့ကာရံခဲ့ပါတယ်။ပြီးသွားတဲ့အခါမှာတော့အဲ့ဒီညမှာပဲကျောင်းတိုင်းဆရာတော်နဲ့တခြားတန်ခါနှစ်ပါးကပူဇော်ပွဲတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ဘယ်လိုပူဇော်ပွဲမျိုးဆိုတာလဲဘယ်သူမှတော့မသိနိုင်ကြပါဘူး။ဒါပေမဲ့ပူဇော်ပွဲပြုလုပ်နေစဉ်အတွင်းမှာပဲထူးဆန်းတဲ့ပုံသဏ္ဍာန်တွေရှိတယ်။တိမ်ထိုက်တွေကကျောင်းတစ်ခုလုံးကိုဖုံးလွှမ်းသွားပါတယ်။ကျဲလောင်တဲ့ဟိန်းဟောက်တန်တွေထွက်ပေါ်လာပြီးတော့လေပြင်းပုံတိုင်းတွေကလည်းတိုက်ခိုက်နေပါတယ်။ပူဇော်ပွဲပြီးဆုံးသွားတဲ့အထိပေါ့ဒါပေမဲ့အဲ့ဒီနောက်3ရက်ကြာမှာတော့ဘယ်ကိုရင်လေးမှထပ်ပြီးတော့ထူးဆန်းစွာပျောက်ဆုံးသွားခြင်းမျိုးမရှိတော့ပါဘူး။ဒါပေမဲ့ဘယ်ရွာသားကမှသူတို့ရဲ့သားတွေကိုဒီကျောင်းမှာရှင်ပြုပေးဖို့စိတ်ကူးမရှိတော့ပါဘူး။ရွာသူရွာသားတွေကကိုရင်လေးတွေထူးဆန်းစွာပျောက်ဆုံးသွားတဲ့ဖြစ်ကြောင်းကျောင်းပေါ်မှာကြောက်ရွံ့စိတ်ဝင်လာပြီးတော့မကောင်းတဲ့ခံစားချက်တွေလည်းဖြစ်ပေါ်လာပါတယ်။နောက်ဆုံးမှာတော့အရင်ကကောင်းမွန်စွာပြုပြင်မွမ်းမံခဲ့တဲ့ကျောင်းကဘယ်သူမှစိတ်မဝင်စားမလာချင်တော့တဲ့ဆုံးပစ်ထားတဲ့ကျောင်းအဖြစ်နောက်တစ်ချိန်ပြန်ဖြစ်သွားပါတော့တယ်။ဒါပေမဲ့ရွာသားတွေတခါတည်းတန်ရှင်းရေးလုပ်ဖို့ကျောင်းထဲကိုဝင်သွားတဲ့ခါမှာတော့လဲလျောင်းနေတယ်ရုပ်ပွားတော်ကကျောင်းထဲမှာမရှိတော့ဘဲနဲ့အံ့ဩစရာကောင်းလောက်အောင်ဗလာကြီးနေတယ်တန်လောင်အိမ်ကြီးသာကြံရစ်တာကိုတွေ့ခဲ့ရပါတော့တယ်။တင်ရောကိုရင်လေးတွေကိုစားတဲ့ရုပ်ပွားတော်တကယ်ရှိရဆိုတာယုံကြည်ပါသလား။အောက်မှာကွန်မန့်လေးတွေမှန်သွားခဲ့ပြီပါအောင်။ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီစဉ်နေမှုကိုဒီမှာပဲရနာဝင်ပြပါခင်ဗျာ။ကျွန်တော်တို့စီစဉ်နေတာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်နိုင်သိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့ပြောရခံချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်